မင်္ဂလာပါဒီနေ့ကျွန်တော်တို့အရင်းမြစ်တွေကနေကစားသမားလူငယ်နေအောင်ရဲ့ကန်ကြမာအလဲပြောင်းဒီကိုနည်းနည်းဆွဲထုတ်ကြည့်ကြရအောင်ဗျာဟုတ်ကဲ့အဓိကကတော့ဂျေဒန်ဆန်ချိုနဲ့ဂျီမီဘိုင်နိုကက်တန်စ်ပေါ့အထူးသဖြင့်ဆန်ချိုချယ်ဆီကိုပြောင်းဖို့နောက်ဆုံးမှဖြစ်မလာခဲ့တဲ့အခြေအနေရယ်သူလမ်းကြောင်းအတိုင်းလိုက်လာတဲ့ကက်တန်စ်ရဲ့ရှစ်ဆက်တူးတဲ့နိုင်တဲ့အလားအလာတွေအဲ့ဒါတွေကိုအဓိကထားဆန်းစစ်ကြည့်ကြမှာပါဟုတ်တယ်ဆိုတော့တယောက်ကမျောလင်းချက်ကြီးချက်ပဲမဲ့ဘာလို့အပြောင်းရွှေ့မအောင်မြင်တာလဲနောက်တယောက်ကကြတော့ဘလို့တောက်ပါလာလဲအဲ့ဒီကွာထက်ချက်ကိုကြည့်ရမှာပေါ့နော်အဲ့ဒါပေါ့ကဲဆန်ချိုကြောင်းအရင်ဆက်လိုက်အောင်တချင်ကဥရောပရဲ့အတောက်ပေါက်ဆုံးလူငယ်ကျဲပွင့်လူတော်ပြောခဲ့ကြတာလေမှန်ပါတယ်အခုကျတော့ Chelsea နဲ့အပြောင်းရွှေ့နောက်ဆုံးမိနစ်မှာပြတ်သွားတယ်ဆိုတဲ့အခြေအနေထိဖြစ်သွားတာကတော်တော်လေးတော့ပြောစရာဖြစ်သွားတယ်ဟုတ်ကဲ့ထူးခြားတာက Chelsea ဘက်ကလေအဲ့ဒီသဘောတူညီချက်ကိုဖျက်ဖို့ရော်ကြေးပေါင်း9တန်းအောင်ပေးလိုက်ရတယ်ဆိုတာပဲဟုတ်တယ်ဒါမျိုးကတိတ်ဖြစ်ထားမရှိဘူးနော်မရှိဘူးဆိုတော့ United ရောက်ပြီးကတည်းကမျောလင်းတလောက်ဖြစ်မလာတဲ့ဆန်ချိုအတော်တော့ဒါကနောက်ထပ်ထိခိုက်မှုတစ်ခုလို့ပြောရမှာပဲဟုတ်ပါအဲ့ဒါမှန်တယ်Old Trafford ကိုသူရောက်လာတော့ကဆိုအင်္ဂလန်လက်ရွေးစင်ဥရောပကစောင့်ကြည့်ရမယ်ထိတ်တန်းလူငယ်ကစားသမားကွန်ပူတေများကြီးနဲ့ဒါပေမဲ့ United မှာအရင်တောင်းဝန်ကခြေစမ်းမျိုးပြန်မရခဲ့ဘူးပေါ့လေ Chelsea ကိစ္စကိုကြည့်ပြန်တော့လေအရင်မှုတွေပြောနေကြတာကပြဿနာကလာစားတယ်။အော်လာစားကိစ္စဟုတ်တယ် Chelsea ကစိတ်မဝင်စားရတော့မဟုတ်ဘူးဒါပေမဲ့သူတောင်းတဲ့လာစားပမာဏကသူ့ရဲ့လက်ရှိကွင်းထဲကစွမ်းဆောင်ရည်နဲ့ရှင်ရင်အတင်းဘက်ကကြည့်တော့မတန်ဘူးလို့ယူဆတော့ပုံပဲဆိုတော့ပြီးရတဲ့ရာဒီဂိုးတွေဖန်တီးမှုတွေအရေးအတွက်နေတာကိုပြောချင်တာလားဗောမတန်းတဲ့ရပြီးခဲ့တဲ့ရသည့်ထွင်ကို9ကိုဖန်တီးမှုဆဲခြင်းဝင်းခြင်းလောက်ပဲရှိခဲ့တယ်ဆိုတော့လေအထင်းကြီးတွေအဒီလာစားပင်ဖို့ဆိုရင်နှစ်ခါပြန်စဉ်းစားမှာပဲဟုတ်ပြီသူ့ချီစွမ်းသားအရင်လိုပုံမှန်ပြန်ဖြစ်နေရင်ဒီကိစ္စဖြစ်ချင်မှဖြစ်မှာပေါ့နော်တေချာတာဗောဒီက performance ပဲအဲ့ဒါကောင်းနေရင်လာစားအသိပြဿနာမဟုတ်တော့ဘူးလေဟုတ်ပြီကဲအဲ့မှာဇလန်ကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလာတယ် Chelsea ကဆန်ချိုကိုမခေါ်ဖြစ်တော့ဘူးဒါပေမဲ့ဒေါမိုမှာပဲရှိနေတဲ့နောက်ထပ်လူငယ်လေး Jimmy Bino Gittins ကိုပေါင်တန်း90လောက်နဲ့ခေါ်ဖို့ပြန်ပြီးစိတ်ဝင်စားနေပြန်ရောအဲ့ဒါကပို့ပြီးတော့ဟုတ်တယ်ဆန်ချိုတော့နည်းနည်းပို့ပြီးတော့တိတ်ငယ်စရာဖြစ်တော့နေတယ်လေအချက်နှစ်ချက်ရှိတယ်ပထမတစ်ခုက Gittins ကဆန်ချိုတဲ့အများကြီးနောက်ချပြီးမှထွက်ပေါ်လာတာဟုတ်တယ်ဒုတိယအချက်ကပို့ထူးခြားတယ်သူတို့နှစ်ယောက်လုံးရဲ့ကိုစားလက် agency က Elite Project Group ဆိုတဲ့တခုတည်းဖြစ်နေတာ။အော်ဟုတ်လားပြီးတော့သူတို့ရဲ့လမ်းကြောင်းကလည်းအတူတူပဲ Man City Academy ကနေဒေါမွန်ကိုပြောင်းလာကြတာတော်တော်တူနေတယ်ကွာမမရပြောရရင်2020နှစ်မတ်လတုန်းကလေ UEFA လူငယ်လိမှာဒေါမွန်ယူ12သင်းနဲ့ Man U 19ပြန်တဲ့ပွဲရှိရဲ့အဲ့တော့က Gittins ကအသက်ဆက်နေပဲရှိသေးတယ်ဒါပေမဲ့အဲ့ပွဲရဲ့အကောင်းလုံးကစားသမားဖြစ်ခဲ့လေဟုတ်တယ်အဲ့ဒီအချိန်တုန်းကဆန်ချိုပါပေါင်90ကျော်နဲ့ United ကိုပြောင်းနေပြီနော်8လလောက်တောင်ရှိပြီဟုတ်ပါဆိုလိုတာက Gittins ကအဲ့တုန်းက senior အတွေ့အကြုံသိပ်မရှိသေးပဲနဲ့သူ့ရေးသွေးနဲ့အလားအလာကိုကောင်းကောင်းပြခဲ့ပြီးပြီဟုတ်တယ်တစ်ဖက်မှာဆန်ချိုကတော့အဲ့ဒီချိန်ကတည်းက United မှာသူ့တမိုးနဲ့ခြေစွမ်းကိုတက်သွေပြကိုရုန်းကန်နေခဲ့ရတာဒါမဲ့လေ Gittins ကတော့ဆန်ချိုကြုံခဲ့ရတယ်လို့မျိုးပေါင်တန်း90ကျော်တန်ဖိုးရဲ့ PR တို့အတင်းကြီးကအများကြီးမျှော်လင့်ထားတဲ့ PR တို့တော့အခုထိမကြုံရသေးဘူးပေါ့နော်အဲ့ဒါတော့ရှိတယ်ဟုတ်တယ်ဒါမဲ့အခြေအနေကတော့ပြောင်းပြန်ချစ်သွားသလိုပဲနော်အဲ့ဒါပေါ့တချိန်ကဆန်ချိုအငယ်လေးလို့တောင်တင်စားခံရဖို့ရဲ့သူကအခုသူ့ရဲ့ senior လမ်းကြောင်းကိုကြော်တက်သွားနိုင်တဲ့အခြေအနေထက်လာတာကတော့တကယ်ကိုစိတ်ဝင်စားစရာပဲဒါကြောင့်ဒီအခြေအနေတွေကိုခြုံပေးကြည့်လိုက်ရင်ဆန်ချိုရဲ့ကစားသမားဘဝကအခက်အခဲတွေအကြပတ်တွေကိုရင်ဆိုင်နေရချိန်မှာသူနဲ့လမ်းကြောင်းအတော်လေးဆင်တူခဲ့တဲ့လူငယ် Gittins ကတော့အတင်းကြီးတင်းစီပြောင်းဖို့အလားလာကောင်းနေတဲ့တောက်ပလာနေတဲ့ကွဲပြားတဲ့ပုံရိပ်တစ်ခုချစ်နေတယ်ပေါ့တကယ်ပါပဲဒီဖြစ်စဉ်တစ်ခုလုံးကကျမတို့ကိုစဉ်းစားစရာမေးခွန်းတစ်ခုမဲလာစေတယ်အရေးအချင်းနဲ့အလားလာအတူတူလောက်ရှိခဲ့တယ်အစပိုင်းမှာအလားတူချီးကျူးခံခဲ့ရတဲ့လူငယ်ကစားသမားနှစ်ယောက်ဟုတ်တယ်သူတို့လမ်းကြောင်းတွေလောက်ဘာကြောင့်ဒီလောက်ထိကွဲထွက်သွားရတာလဲပေါ့အဲ့ဒါစဉ်းစားစရာပဲဟုတ်တယ်ဒီလိုကွာခြားသွားစေရဲ့အထူးကအကြောင်းရင်းကကစားသမားတဦးချင်းစီရဲ့စိတ်တက်ပိုင်းဆိုင်ရာကြံ့ခိုင်မှုလားအခြေအနေတွေကိုတုံ့ပြန်နိုင်စွမ်းกว่าလို့လားဒါမှမဟုတ်အတင်းရဲ့ပဝင်ချင်းနီးစနစ်အံဝင်မှုတွေကပိုအရေးပါသွားတာလားအဲ့ဒီလိုလည်းထင်နိုင်တယ်ဒါမှမဟုတ်အသင်းပြောင်းတဲ့အချင်းအခါရဲ့တက်ရောက်မှုဖိအားတွေကြောင့်မဲလားဒါမှမဟုတ်ရင်ဒီအချက်တွေအားလုံးပေါင်းဆက်နေလားဆိုတာကတော့လေ
နောက်တစ်ချိန်မှာဘောလုံးပရိသတ်တွေတုံးသက်သူတွေဆက်ပြီးတော့စူးစမ်းလေ့လာသွားတဲ့အကြောင်းအရာတစ်ခုဖြစ်လာမှသိကြပါတယ်ရှင် ဟုတ်ကဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့နိုင်ရှိမှုတစ်ခုပါပဲ